Hello အားလုံးပဲမင်္ဂလာပါ The Blue Corner Facebook page နဲ့ YouTube channel ကနေပြီးတော့ညီကိုများအားလုံးကြိုဆိုပါရစေအခုဆိုရင်တော့ကျွန်တော် Super Sunday ရဲ့ Big Match ပွဲစဉ်ပေါ့နော် Chelsea တင်းနဲ့ Arsenal တင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ကတော့ 1-1 ဆိုတဲ့ရလဒ်နဲ့ပြီးသွားခဲ့ပြီဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်တွေရှိလဲဘယ်ကစားသမားတွေကောင်းခဲ့လဲဒီ1-1ဆိုတဲ့ရလဒ်ကဘယ်အသင်းအတွက်ပို့ပြီးတော့နင့်တာလဲဘယ်အသင်းအတွက်ပို့ပြီးတော့အမျက်ထွက်ခဲ့လဲဖြစ်ထိုက်တဲ့ရလဒ်လဲဆိုတာကိုကျွန်တော်တို့ဒီနေချင်းသုံးသပ်ပေးတော့မှာပေါ့နော်1-1ဆိုတဲ့အနေအထားမှာကဘယ်လိုကနေ1-1ဖြစ်ခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင် line ကစပြောမှရမယ်line နေတာမှာကျွန်တော်တို့ဒီ pre match တွေမှာပြောခဲ့တဲ့အတိုင်းပဲ Chelsea တင်းကကွင်းလန်မှာဆိုလို့ရှိရင် Malo Castro ဒီ Ryan ဘတ်မှာဆိုလို့ရှိရင် Malo Castro နဲ့ဒီ Reece James နဲ့ဟိုသူပွဲကြီးတွေမှာသုံးနေကြတဲ့အတိုင်းပဲ Devel Fullback အနေနဲ့သုံးခဲ့တယ်ပြီးလို့ရှိရင်ကွင်းလန်မှာ Caicedo နဲ့သုံးခဲ့တယ်ဒီ Enzo Fernandez ကိုတိုက်စစ်လိုက်ဖို့အတွက်တိုက်စစ်လိုက်ဖို့အတွက်ကိုသူက second striker အနေနဲ့သုံးခဲ့တယ်ပေါ့နော်အဲ့မှာဂျာဝဗတ်တိုက်စစ်အနေနဲ့လာတယ်ကျွန်တော်တို့လူစားဝင်မယ်လို့ပဲထင်ထားပေမဲ့လည်းမျောလင့်ထားတဲ့အတိုင်းဖြစ်လာတယ်ရဲစွန်ပြီးတော့ဒီသုံးခဲ့တယ်ပေါ့နော်မှာဒီ Astrover William သုံးခဲ့တယ်ကောင်းတယ်ကလေးလေးကပထမပိုင်းမှာလုံးတင်လုံးတိုက်တော့ကိုသူလုံးပြတယ်ဒါမဲ့လည်းဂိုးသွင်းခြင်းစိတ်နည်းနည်းလေးစိတ်လေးတွေလောနေခဲ့တယ်ပေါ့ဆုံးဖြတ်ချက်လေးတွေမမှန်ပဲねပေါ့နော်မိုးပေါ်ထောင်ကန်လိုက်တဲ့အလုံးတွေသူ့ရဲ့ vape chant တွေဆိုလို့ရှိရင်ဒါနှစ်မျိုးကိုကောင်းတယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်တစ်ဖက်မှာတော့ဒီ Chelsea တင်းနေနဲ့ဖတ်ထိုးနထိုးကြတော့သူဘယ်ချမ်းမှာပို့လိုက်တယ်ဒီနေ့မှာပြောချင်တာတော့ဒီ Chelsea နီးပြ Enzo Maresca က Fatronato ကိုသူက striker နေရာမှာထားလိုက် right မှာထားလိုက် left မှာထားလိုက်နဲ့လို့တောင်ပန်ကောတိုက်စစ်ကောဒီ3နေရာလုံးကြိုက်တယ်လို့သုံးနေရပေါ့နော်ကြိုက်တယ်လို့ဂျိုကာလို့သုံးနေရပေါ့နော်တကယ်လည်းအလုပ်ဖြစ်တယ်တိုးအားယုံအားလောက်အားတွေကနေရာစုံမှာသုံးလို့ရတယ်တိုက်စစ်ကန်စစ်ကိုအများကြီးကူညီပြီးတော့အထောက်ပံ့ပေးနိုင်တဲ့ကစားသမား Chelsea တင်းတော့မရှိမဖြစ်ကစားသမားတွေထဲမှာတယောက်အပါဝင်ဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်ဒီ Chelsea တင်းဘက်ကိုပြီးတဲ့ခါကျတော့ Arsenal တင်းဘက်ကိုတစ်ချက်ပြန်သွားကြည့်လိုက်မယ်Arsenal တင်းဘက်ကိုပြန်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင် Arsenal တင်းကဒီအဓိကနောက်ခံလူဖြစ်တဲ့ Stravia မပါဘူး Grabia မပါဘူးအဓိကနောက်ခံလူတွေမပါတဲ့အနေထားမှာသူတို့ကဒီအဝေးခွင်းလဲဖြစ်တယ်ကျွန်တော်ထင်တယ်တိုက်စစ်ကိုထင်သလောက်မဖွင့်ရဲဘူးလို့ပြောလို့ရတယ်ပေါ့နော်တိုက်စစ်ကိုထင်သလောက်မဖွင့်ရဲဘူးသူတို့ set speed တွေကနေပြီးတော့ဂိုးရဖို့အတွက်ကိုပဲသူတို့စ조사လာတယ်ဒါပေမဲ့ set speed တွေရပေမဲ့လည်းဒီ Chelsea တင်းကဒီနောက်တန်းရဲ့ဒီ CP မှာခေါင်းတိုက်ရှင်းထုတ်တဲ့အလုံးတွေမှာအလုပ်ဖြစ်တဲ့ဒီ Fofana နဲ့ဝင်ပြီးတော့ထိန်းလိုက်တယ်အဲ့ဒီချက်ကလည်းဒါ Chelsea နီးပြအနေနဲ့ line နဲ့ထုတ်တဲ့နေရာမှာဒီ Tosin ကိုသုံးမဲ့အစားဒီ Chalobah နဲ့ Fofana ကိုသုံးလိုက်တာက set speed တွေကိုကောက်ွယ်တဲ့နေရာမှာတကယ်လည်းအလုပ်ဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်ပွဲအတွင်းခြေနေတွေကိုတစ်ချက်လေးသွားကြည့်လိုက်မယ်ပွဲအတွင်းခြေနေတွေကိုတစ်ချက်လေးသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်အနေကမထိခင်မှာတည်းကဒီ Chelsea တင်းနဲ့ပထမပိုင်းမှာတည်းကပေါ့နော်မိနစ်20ကျော်မှာတည်းက Chelsea တင်းကအဝါကတကက်ဒီပြီးလို့ရှိရင် Arsenal တင်းကအဝါက3ကက်ဆိုတဲ့အနေအထားမျိုးထိတောင်သူတို့ကဖြစ်နေပြီအဲ့ဒီအနေအထားမျိုးမှာဆိုလို့ရှိရင်နည်းနည်းလေးမှားတာနဲ့ထိအဝါကထိပြီးသားကောင်နည်းနည်းလေးမှားတာနဲ့ဒီအန်တိုနီတေလာရဲ့စိတ်ဆက်ပုံတွေကအနီကက်ထိဖို့အတွက်အရန်လွယ်တယ်ကျွန်တော်တို့လည်းပွဲကြည့်ရင်လည်းအဲ့လိုမျိုးအနီကက်ထိဖို့ထိနိုင်တယ်ဆိုတဲ့စကားအားမျိုးတွေကိုတယောက်နဲ့တယောက်ဒီပေါ်တိုင်းနဲ့ပြောနေကြပေါ့နော်တကယ်လည်းထိသွားတယ်ဒါပေမဲ့ထိသွားတာကအားလုံးမျှော်လင့်ထားသလိုမျိုးရှေ့မှာဝါထိထားတဲ့ကောင်တွေအနီကက်ထိတာမဟုတ်ဘူးChelsea တဲ့ဒီကတောက်တဲ့ကစားသမားဖြစ်တဲ့ဒီကွင်းထဲမှာမရှိမဖြစ်လိုအပ်နေတဲ့ဒီလို big match တွေမှာသူ့ရဲ့ဖြတ်အားကိုအဓိကသုံးပြီး Chelsea တင်းကမောင်းနေတယ်ပေါ့နော်ကွင်းထဲမှာ Moises Caicedo သူ့ရဲ့ဝင်ပေါ်ကလည်းအရန်ကျန်းတယ်ဒီအနီကနဲ့ထိုက်တန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမဲ့အနီကန်နဲ့ထိုက်နိုင်လို့ပြောလို့ရပါမယ်တခုရှိတာကကြတော့ကျွန်တော်တစ်ဖက်ကိုပြတ်သွားကြည့်လိုက်တစ်ဖက်ပြတ်သွားကြည့်လို့ရှိရင်ဒီချာလပါကိုဒီဒရောင်နဲ့တွတ်သွားတဲ့ဟာပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်ဒီမြက်ကွင်းထဲမှာဆိုလို့ရှိရင်ညိုသွားပြီးဖုသွားရပေါ့နော်အဲ့ဒီဟာကိုကြတော့ VAR တော့ပြန်မကြည့်ပေးခဲ့ဘူးပြီးလို့ရှိရင်ဒီ Moises Caicedo ကိုကြတော့ဝါကက်ပေးထားပြီးတော့မှဝါကက်ပြထားပြီးတော့မှဒီ VAR ပြန်ကြည့်ပြီးတော့ဘေးရပြင်းပြအနီးကပြောင်းသွားခဲ့ပေါ့နော်အဲ့ဒီဟာလေးနှစ်ခုကကြတော့ဒီဒိုင်ရဲ့စိတ်နဲ့ပဲဆိုင်တယ်ပေါ့နော်ဘယ်လိုပြောအောင်မလဲဒါ Chelsea တင်းနေနဲ့နင့်နာသွားတယ်လို့ပြောလို့ရတယ် Moises Caicedo ရဲ့အနေအကက်ကလည်းဖြစ်တင်ပေမဲ့တစ်ဖက်ကကြတော့ VAR တော့ပြန်မကြည့်ပေးတာလေဒါ Chelsea တင်းတွေနင့်နာတဲ့ຢာတစ်ခုလို့ပြောလို့ရတယ်ပထမပိုင်းမပြီးခင်တည်းကတယောက်ယောက်နဲ့ဆော့နေတာပေါ့နော်တယောက်ယောက်နဲ့ဆော့နေတာမှာ Chelsea တင်းအတိုင်းအတာတစ်ခုထိလှုပ်ပြခဲ့တယ်ပွဲကို dominate လုပ်ထားနိုင်တယ်ဘယ်လိုပြောမလဲပထမပိုင်းမှာဆိုလို့ရှိရင်ဒီ Astrover William
တဲ့အလုံးတွေပြီးလို့ရှိရင်ဒီဂျာဖတ်ထိုတုတ်ဆိုင်နေတဲ့အလုံးတွေအဲ့ဒီအလုံးတွေဆိုလို့ရှိရင်တကယ်ကိုမှဒီVIP chat တွေပေါ့နော်ကိုဖြစ်သွားနိုင်တော့တဲ့အနေအထားမျိုးတွေကိုချက်စီတင်ကပိုင်ဆိုင်ခဲ့တယ်ပြီးလို့ရှိရင်ဒုတိယပိုင်းပြန်စားပြီးတိတ်မကြခင်မှာပဲဒီ10ယောက်17ယောက်ဆိုတဲ့အနေအထားတော့မှချက်စီတင်ကထောက်ကံပေါ်ရတယ်အဲ့ဒီထောက်ကံပေါ်ကနေပြီးတော့ချာလဘာကနေပြီးတော့ခေါင်းတိုက်တွင်းသွားခဲ့တယ်အဲ့လိုပဲဒီချက်စီတင်က10ယောက်17ယောက်အနေအထားမှာတောင်မှဒါဥဆောင်ကိုတွင်းလိုက်နိုင်တဲ့အနေအထားပေါ့နော်ဒီချက်စီတင်ကဥဆောင်ကိုရတယ်ပေါ့နော်ဥဆောင်ကိုသူရပြီတိတ်မကြဘူးတိတ်မကြဘူးဒီ48မိနစ်မှာဥဆောင်ကိုရပြီ59မိနစ်မိနစ်60ဝန်းကျင်10မိနစ်ဝန်းကျင်လောက်မှာပဲ10မိနစ်ဝန်းကျင်လောက်မှာပဲဒီအာဆင်နယ်တင်ကနေပြီးတော့မာရီနိုရဲ့ခေါင်းကိုက်ကိုတဲ့တူဟိုပြန်ရခဲ့တယ်ခြေပေါက်ကိုပြန်ရခဲ့တယ်ပေါ့နော်အဲ့နေထားမှာ1-1ဆိုတဲ့အနေထားတစ်ခုဖြစ်သွားခဲ့တယ်ချက်စီတင်ကလည်းဒီ17ယောက်ဆိုတဲ့အနေထားကနေပြီးတော့သူကထိမ့်ပြီးတော့ကစားဖို့အတွက်ကိုဟိုပြင်ဆင်နေရတယ်ပေါ့နော်ချက်စီတင်ကနီးပြမာရက်စ်ကလူစားလဲတာသူဘာလုပ်လိုက်မှမသိဘူးโอเคအက်စထရိုဘာဝီလီယံထုတ်လိုက်တယ်ဂါနာချိုးပြေးရလောက်အားတွေကိုသူကောင်တာချောင်းဆုပ်ဖို့အတွက်ကိုဆောက်တော့သူဂါနာချိုးထည့်တယ်ပထရိုနက်တိုဒီဘက်ကိုပြန်ပို့တယ်ပေါ့နော်အဲ့မှာဒီအထောင်တိုက်စစ်နေရာဂျာဝါထိုအလုံးမဖြစ်တာတော့မှန်တယ်ဒါပေမဲ့လီယမ်ဒီလက်ကိုကောက်ထည့်လိုက်တယ်လီယမ်ဒီလက်ကိုကောက်တယ်လီယမ်ဒီလက်ကအရန်လေးတယ်ဟိုကျွန်တော်ဆိုတာသူက tough in goal တွေလောက်ပဲသွင်းမှုအဆင်ပြေတဲ့တိုက်စစ်မှုမျိုးဗျာပြီးလို့ရှိရင်သူဘောလုံး body ခုမယ်ပြီးလို့ရှိရင်ဘေးကနေတောင်ပန်တွေကိုဘောလုံးကိုဖြန့်ထုတ်မယ်ဒါမျိုးဟိုဒါပေမဲ့လည်းဒီ10ယောက်17ယောက်ဆိုတဲ့အနေအထားမှာကောင်းတာချောင်းမီဆော့ရမယ့်အနေအထားမှာဒီလိုလေးတဲ့တိုက်စစ်မှုကိုထည့်လိုက်တဲ့အခါကျတော့ချက်စီတင်းကတယောက်ယော့နေပါတယ်ဆိုမှနောက်တယောက်ထက်ယော့သလိုကစားသွားရတယ်ပေါ့နော်အဲ့ဒီသူ့ကိုလီယမ်ဒီလက်ကိုထည့်မဲ့စာမတ်ကူကိုကထည့်ခဲ့မယ်ဆိုလို့ရှိရင်ဒါချက်စီတင်းနေနဲ့ဟိုပွဲအဖြေကိုပြောင်းကောင်းပြောင်းနိုင်တယ်ဒီထက်ပိုပြီးတော့အလုပ်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဒီပွဲကြိုခံမှန်းချက်တွေမှာပေါ့နော်ချက်စီဖန်တွေကလွဲလို့ရှိရင်အာဆင်နယ်ဖန်တွေပြီးလို့ရှိရင်ဂျာဖန်တွေအကုန်လုံးကဒီအာဆင်နယ်အသင်းကတည်ငြိမ်တဲ့ဖုန်းတစ်ခုကိုရနေတယ်ချက်စီအသင်းကဟိုနှစ်ပွဲသုံးပွဲကောင်းလိုက်တပွဲလောက်ကြောင်ပြောက်သွားလိုက်ဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတယ်အဲ့ဒီအနေအထားမျိုးမှာသူတို့အာဆင်နယ်အသင်းကပဲဒိုမနိတ်လုပ်ပြီးပြက်ပြက်သားသားနိုင်လိုက်မယ်လို့ခံမှန်းထားကြတယ်ဒါပေမဲ့လည်းချက်စီအသင်းအတွက်ကအာဆင်နယ်အသင်းကထင်သလောက်မခက်ခဲ့ဘူးပြီးလို့ရှိရင်အာဆင်နယ်ပြည်သက်တွေထင်ထားသလောက်လည်းချက်စီအသင်းကလွယ်မနေဘူးဆိုတာကိုကျွန်တော်တို့ဟိုတက်သေးပြနိုင်ခဲ့တယ်ဒီဘိုက်ဆက်ကန်စီတို့ဒါအနီကမထိခဲ့ဘူးအရေးစွန်ပြီးအဲ့ဒီပြစ်ဒဏ်ဘောကိုမကျူးလွန်ခဲ့ဘူးဆိုလို့ရှိရင်17ယောက်ဆိုတဲ့အနေထားမှာချက်စီတင်းကတီးထက်ပို့ပြီးတော့ရလက်ကောင်းမယ်လို့တော့ကျွန်တော်ကထင်တယ်ပြီးတဲ့ခါကျတော့အခုဆိုလို့ရှိရင်တမတ်ရလိုက်တယ်ပေါ့နော်တမတ်ရလိုက်တဲ့ခါကျတော့ဒီပွဲစဉ်73ပြီးတဲ့ခါကျတော့မန်စီးတီးကိုအဆင့်နဲ့နေရာပေးလိုက်ရတယ်ချက်စီတင်းကအဆင့်3နေရာမှာတော့ဆက်လက်ရပ်တည်နေသေးတယ်ဒီပွဲမှာကျွန်တော်ကအကောင်းဆုံးကစားသမားတွေဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်ရီစီချင်းကိုရွေးချင်တယ်ဘာလို့ရီစီချင်းကိုရွေးချင်လဲဆိုတော့ဒီကိုက်စီလိုမရှိတော့တဲ့ကွင်းလယ်မှာရီစီချင်းကဟိုဘောလုံးဖြတ်တာရောဘောလုံးဖြန့်တာရောတောက်လျှောက်ကိုဒီကပတိန်ပြီးထားတယ်တောက်လျှောက်ကိုတယောက်တည်းဖြုတ်သွားခဲ့တာပေါ့နော်ဒီဟိုနေ့ကိုအာဆင်နယ်ကွင်းလယ်ကိုရှင်ပြီးတော့ပြောချင်တာတော့အာဆင်နယ်ပြည်သက်တွေစောက်ရန်ကောင်းပါတယ်ဆိုတော့တင်ပါမင်းတို့ရဲ့ဆေးရုံအုပ်ကြီးတက်ကောင်းပါတယ်ဆိုတော့တင်ပါထက်ဒီရီစီဂျင်းဒီနေ့လောက်ပြသွားတာတွေကအာဆင်နယ်ပြည်သက်တွေလည်းမြင်မယ်ထင်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ်ကတော့ကျွန်တော်တို့ရဲ့ဒီအချစ်တော်ကပတိန်ရီစီဂျင်းကိုပဲကျွန်တော်တို့ရွေးလိုက်ပါတယ်ညီကိုတို့ကဒီနေ့ပွဲပေါ်မှာဘယ်လိုမြင်လဲချက်စီးသင်းနေနဲ့ဒီထက်ပိုကောင်းတဲ့ရလက်တစ်ခုကိုပိုင်ဆိုင်သင့်တယ်လို့ထင်လားဒီမွဲဆက်ကိုက်စီတို့ရခဲ့တဲ့အနီကတ်ကိုရောဘယ်လိုထင်ကြလဲပြီးလို့ရှိရင်ချာဗာဒရောင်နဲ့တွက်ခဲ့တဲ့ဟာကိုဗီယာပြန်မကြည့်တာကိုရောဘယ်လိုမျိုးထင်ကြလဲချက်စီးပြည်သက်တွေရောအာဆင်နယ်ပြည်သက်တွေရောဒီနေ့ပွဲပေါ်အမြင်ကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်